မင်္ဂလာပါရှင်ဒီနေ့ကျမတို့အားလုံးအတွက်အလွန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုအကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်ချမ်းသာတဲ့အုံနောက်နဲ့ဆင်းရဲတဲ့အုံနောက်ဘာတွေကွာခြားလဲမိတ်ဆွေဘလို့ချမ်းသာခြင်းလဲပတ်စံတွေအများကြီးပိုင်ဆိုင်ခြင်းလားဒါမှမဟုတ်စိတ်ရဲ့ချမ်းသာမှုကိုခံစားခြင်းလားတကယ်တော့အဲ့ဒီနှစ်ခုကြားမှာနက်နဲတဲ့ဆက်ဆက်မှုတစ်ခုရှိတယ်မိတ်ဆွေရဲ့အုံနောက်ကမိတ်ဆွေရဲ့ပတ်စံအိတ်ကိုဓာတ်ရိုက်လွှမ်းမိုးနေတယ်ဆိုတာသိရလားဒီနေ့ချမ်းသာတဲ့အုံနောက်နဲ့ဆင်းရဲတဲ့အုံနောက်ကြားကထူးခြားတဲ့ကွာခြားချက်တွေကိုစူးစမ်းလေ့လာသွားကြမယ်။မိတ်ဆွေရဲ့အတွေးခေါ်တွေကိုပြောင်းလဲပြီးမိတ်ဆွေရဲ့ဗန္နာရေးအနာဂတ်ကိုဘလို့ပုံဖော်နိုင်မလဲဆိုတာကိုလည်းပြောပြသွားပါမယ်။စဉ်းစားကြည့်ပါလူနှစ်ယောက်မှာတူညီတဲ့အခွင့်အရေးတွေရှိပေမဲ့ဘာကြောင့်တစ်ယောက်ကတဖြည်းဖြည်းချမ်းသာလာပြီးနောက်တစ်ယောက်ကတော့ရုန်းကန်နေရတာလေ။အဖြေကသူတို့ရဲ့အုံနောက်ထဲမှာရှိတဲ့အတွေးခေါ်တွေပါပဲ။ချမ်းသာတဲ့လူတွေဟာငွေကြေးအခွင့်အလမ်းကိုယုံကြည်မှုနဲ့ပတ်သက်ပြီးဆင်းရဲတဲ့လူတွေနဲ့လုံးဝခြားနာတဲ့နီးလန်းတွေနဲ့တွေးခေါ်ကြတယ်။အဲ့ဒီကွာခြားချက်၅ခုကိုအတူတူလေ့လာကြည့်ကြရအောင်နော်။ဆင်းရဲတဲ့အုံနောက်ငွေကိုပြဿနာလို့မြင်တတ်တယ်။ငွေရှိရင်စိတ်ညစ်စရာတွေများတယ်။ငွေရဖို့ခက်ခဲတယ်လို့တွေးတတ်တယ်။ငွေကိုရရင်လည်းချက်ချင်းသုံးပြခြင်းစိတ်များတယ်။ငွေစုတာကိုအချိန်ကုန်တယ်လို့မြင်တတ်တယ်။ချမ်းသာတဲ့အုံနောက်ငွေကိုအခွင့်အလမ်းလို့မြင်တယ်ငွေကလိုချင်တာတွေရဖို့လွတ်လပ်မှုတွေရဖို့ကူညီပေးတယ်လို့တွေးတယ်ငွေကိုတန်ဖိုးထားပြီးစနစ်တကျစီမံခန့်ခွဲတယ်ငွေစုတာကိုအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံမှုလို့မြင်တယ်ဆင်းရဲတဲ့အုံနောက်အခွင့်အလမ်းတွေကိုတန်တရားနဲ့ကြည့်တယ်ဒါမဖြစ်နိုင်ပါဘူးအနည်းများတယ်လို့တွေးပြီးရှောင်ဖယ်တတ်တယ်စိန်ခေါ်မှုတွေကိုကြုံလာရင်လက်လျှော်လွယ်တယ်အကြောင်းပြချက်တွေရှာဖွေတတ်တယ်ချမ်းသာတဲ့အုံနောက်အခွင့်အလမ်းတွေကိုစိတ်ဝင်စားကြည့်တယ်။ဒါဘလို့အလုပ်ဖြစ်နိုင်မလဲလို့တွေးပြီးလေ့လာတယ်။စိန်ခေါ်မှုတွေကိုဖြေရှင်းရမယ့်ပု္ပ္ပာတစ်ခုလိုမြင်ပြီးဇွဲရှိရှိနဲ့ရင်ဆိုင်တယ်။အဖြေရှာဖို့ကြိုးစားတယ်။ဆင်းရဲတဲ့အုံနောက်ကိုတန်မိုးမထားတတ်ဘူး။ဒါငါနဲ့မထိုက်တန်ပါဘူး။ငါဒါကိုလုံနိုင်မှာမဟုတ်ဘူးလို့အားငယ်တတ်တယ်။အခြားသူတွေရဲ့အောင်မြင်မှုကိုမနာလို့ဖြစ်တတ်တယ်။ချမ်းသာတဲ့အုံနောက်ကိုယုံကြည်မှုအပြည့်ရှိတယ်။ငါဒါကိုလုံနိုင်တယ်လို့ယုံကြည်တယ်။ကိုယ့်ရဲ့တန်ဖိုးကိုသိတယ်။အခြားသူတွေရဲ့အောင်မြင်မှုကိုအားပေးထောက်ခံပြီးသင်ယူဖို့ကြိုးစားတယ်။ဆင်းရဲတဲ့အုံနောက်ငါအကုန်သိပြီးသားလို့ထင်တတ်တယ်။အသစ်ဆန်းတွေကိုလေ့လာဖို့ပြင်းရည်တယ်။အကြံဉာဏ်ကောင်းတွေကိုလက်မခံတတ်ဘူး။ချမ်းသာတဲ့အုံနောက်အမြဲတမ်းသင်ယူလေ့လာဖို့စိတ်အားထက်သန်တယ်။စာအုပ်တွေဖတ်တယ်။ဆွေးနွေးပွဲတွေတက်တယ်။အတွေ့အကြုံရှိသူတွေစီကအကြံဉာဏ်ယူတယ်။ကိုယ့်ရဲ့အမှားတွေကိုသင်ခန်းစာယူတယ်။ဆင်းရဲတဲ့အုံနောက်အခြားသူတွေကိုပြိုင်ဘက်လို့မြင်တတ်တယ်။သူတို့အောင်မြင်ရင်ငါအတွက်နေရာမရှိတော့ဘူးလို့တွေးတယ်။အတူတကွပူးပေါင်းဆောင်ရွက်ဖို့ခက်ခဲတယ်။ချမ်းသာတဲ့အုံနောက်အခြားသူတွေကိုအဖို့အဖြစ်မြင်တယ်။အတူတူပူးပေါင်းရင်ပိုပြီးအောင်မြင်နိုင်တယ်လို့တွေးတယ်။ကွန်ရက်တိဆောက်တာကိုအရေးကြီးတယ်လို့သတ်မှတ်တယ်။ဒါတွေကတော့ချမ်းသာတဲ့အုံနောက်နဲ့ဆင်းရဲတဲ့အုံနောက်ကြားကအဓိကကွာခြားချက်၅ခုပဲ။ဒါကြောင့်တင့်ရဲ့အတွေးခေါ်ကိုပြောင်းလဲလိုက်တာနဲ့တင့်ရဲ့ဗန္နာရေးအနာဂတ်လည်းပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသတိရပါဒီနေ့ကစပြီးချမ်းသာတဲ့လူတွေလိုတွေးခေါ်ဖို့လေ့ကျင့်လိုက်ပါမိတ်ဆွေရဲ့စိတ်ကိုကြွယ်ဝမှုနဲ့အခွင့်အလမ်းတွေအတွက်ဖွင့်ထားလိုက်ပါမိတ်ဆွေရဲ့ဘဝမှာမကြခင်အံ့ဩစရာကောင်းတဲ့အပြောင်းလဲတွေကိုတွေ့ရပါလိမ့်မယ်မိတ်ဆွေငွေကြေးပေါ်မှာထားတဲ့စိတ်ထားကိုကွဲပြားသိပြီလားငွေကြေးဆိုတာနေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပတ်စံရှိမှစားဝတ်နေရေးပြည်လဲမယ်လိုအပ်တာတွေဝယ်ယူနိုင်မယ်အနာဂတ်အတွက်စုဆောင်းနိုင်မယ်ဆိုတော့ငွေကြေးရဲ့အရေးပါပုံကိုအထူးပြောနေစရာမလိုပါဘူးเนาะတင်ရဲ့ဘဝကိုဘလို့ငွေကြေးမျိုးနဲ့ဖြတ်တန်းလာခဲ့တယ်လဲဆိုတာကိုပြန်လည်သုံးသပ်ကြည့်ပါမိတ်ဆွေကငွေကြေးတွေကိုဆွဲဆောင်နိုင်တယ်လို့တားဆီးထားတဲ့သူတစ်ယောက်လည်းဖြစ်နိုင်ပါတယ်မိတ်ဆွေရဲ့ဘဝမှာငွေကြေးပေါ်ကျွယ်ဝသူဖြစ်ချင်သူတယောက်ဆိုရင်တော့မိတ်ဆွေရဲ့စိတ်ထားကိုအရင်ဦးဆုံးစေးကြောတန့်စင်ပြီးငွေကြေးအတွက်တန်လိုက်တစ်ခုလိုဆွဲဆောင်ပြီးငွေကြေးချမ်းသာသူအဖြစ်ပြန်လည်အသက်သွင်းလို့ရနိုင်ပါတယ်။တင်ဘလောက်ကျွဲဝချမ်းသာခြင်းလဲဆိုတာကတော့တင်ရဲ့ငွေကြေးထဲကွက်အရွယ်အစားကိုတင်ကိုယ်တိုင်းပဲသတ်မှတ်ရမှာပါ။တင်ရဲ့ငွေကြေးထဲကွက်အရွယ်အစားအကန့်အသတ်မယ်ဆိုရင်အကန့်အသတ်မယ်ကိုဝင်လာပါလိမ့်မယ်။အစိုးရနဲ့ယုံကြည်ချက်တွေဥပမာပတ်စံဟာခက်ခဲရှားမှရတယ်ပတ်စံရှိရင်ပျော်ရွှင်မှမဟုတ်ဘူးအဲ့ဒါကိုဖယ်ရှားပြီးအကောင်းမြင်စိတ်ထားဖို့လိုပါတယ်ငွေကြေးဆိုတာတင့်ဘဝကိုပုံမကောင်းမွန်အောင်ပျော်ရွှင်အောင်နေထိုင်နိုင်ဖို့ကူညီပေးတဲ့ကိရိယာတစ်ခုပါပဲငွေကြေးမှာ happy money နဲ့ unhappy money ဆိုပြီးတော့နှစ်မျိုးရှိပါတယ် happy money ပျော်ရွှင်သောငွေပျော်ရွှင်တဲ့စိတ်နဲ့ကျေးဇူးတင်တဲ့စိတ်ထားပြီးရရှိတဲ့ငွေကိုချစ်တဲ့အလုပ်ကိုလုပ်ပြီးရတဲ့ငွေ weekend နဲ့အခါစိတ်ရင်းစေတနာနဲ့ပေးတဲ့ငွေ
ပတ်စံသုံးလိုက်တဲ့အခါပျော်ရွှင်မှုရတယ်ငွေ unhappy money မပျော်ရွှင်သောငွေစိတ်ဖိစီးမှုကြောက်ရွံ့မှုအနာလိုမှုစိတ်ဆိုးဒေါသနဲ့ရရှိတဲ့ငွေသုံးဆွဲတဲ့ငွေမကြိုက်တဲ့အလုပ်ကိုအောင်အီးပြီးလုပ်ရတဲ့ငွေအကျွေးဆက်ရတာစိတ်မပျော်မရွှင်ဖြစ်ပြီးပေးရတဲ့ငွေလောဘနဲ့မယိုးသားတဲ့နီလန်းနဲ့ရှာဖွေရတဲ့ငွေမိတ်ဆွေကငွေသုံးဆွဲတဲ့အခါမျိုးနဲ့ငွေဝင်လာတဲ့အခါထားရှိတတ်တဲ့စိတ်ထားကရောငွေဝင်လာခြင်းကျေးဇူးတင်စွာဝင်လာပါစေငွေထွက်သွားခြင်းကျေးဇူးတင်စွာထွက်သွားပါမိတ်ဆွေငွေကြွေးပေါ်မှာထားတဲ့စိတ်ထားကိုကွဲကွဲပြားပြားတိပြီးသွားပြီဆိုရင်အခုကစားပြီးမိတ်ဆွေစိတ်တိုင်းကြဘဝကိုလွတ်လပ်စွာနေထိုင်ခွင့်ရဖို့အကောင်းမြင်စိတ်ထားပြီးဖန်တီးနိုင်ပါပြီငွေကြေးဆိုတာဘာလဲစွမ်းအင်လားလွတ်လပ်ခွင့်လားငွေကြေးဆိုတာဘာလဲလို့ကျမမေးလူများစုကဈေးဝယ်ဖို့အားရန်ကပေးဖို့ဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုခုရဖို့အတွက်သုံးတဲ့ကိရိယာတစ်ခုလို့ဖြေကြပါလိမ့်မယ်ငွေကြေးဆိုတာရိုးရိုးလေးတင်ကားပြားတွေစက်ကူတွေဒါမှမဟုတ်ဗန်စင်းရင်းတွေကကဏ္ဍတွေထပ်ပိုးပြီးကြီးမားတဲ့အရာတစ်ခုဆိုတာကိုပြောပြချင်ပါတယ်1မိတ်ဆွေဤစိတ်ကူးအိမ်မက်များကိုအကောင့်ထဲဖော်ပေးနိုင်သောစွမ်းအင်စိတ်ကူးတစ်ခုကိုမြင်အောင်ကြည့်ပါဥပမာမိတ်ဆွေဟာလှပတဲ့အိမ်တစ်လုံးဆောက်ချင်တာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်မိတ်ဆွေအရန်စိတ်ဝင်စားတဲ့ပညာရပ်တစ်ခုကိုလေ့လာချင်တာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်မိတ်ဆွေလိုချင်တဲ့လုပ်ငန်းတစ်ခုကိုစတင်ချင်တာလည်းဖြစ်နိုင်ပါတယ်ဒီစိတ်ကူးတွေဟာကျမတို့ရဲ့စိတ်ထဲမှာတော့လှပပြီးပြည့်စုံနေပါတယ်ဒါပေမဲ့ဒီစိတ်ကူးတွေကိုအပြင်လောကထဲမှာအသက်ဝင်လာအောင်လုပ်ဖို့ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးအဲ့ဒီမှာဘာကအရေးပါလာသလဲငွေကြေးဆိုတဲ့စွမ်းအင်ပဲဖြစ်ပါတယ်ဒီစိတ်ကူးတွေနဲ့အိမ်မက်တွေထဲကိုငွေကြေးဆိုတဲ့စွမ်းအင်ကိုထည့်သွင်းလိုက်တဲ့အခါစိတ်ကူးသက်ကနေလက်တွေ့အဖြစ်အသွင်ပြောင်းလဲလာပါတယ်အိမ်ဆောက်ဖို့ငွေကြေးလိုအပ်ပါတယ်ပညာသင်ဖို့သင်တန်းတွေစာအုပ်ဖို့တွေလိုအပ်ပါတယ်လုပ်ငန်းစတင်ဖို့အတွက်အရင်းအနှီးတွေလိုအပ်ပါတယ်ဒါကြောင့်ငွေကြေးဟာမိတ်ဆွေရဲ့စိတ်ကူးအိမ်မက်တွေရည်မှန်းချက်တွေဆန္ဒတွေကိုပုံဖော်ပေးနိုင်တဲ့ဖန်တီးမှုစွမ်းအင်တစ်ခုဖြစ်ပါတယ်ငွေမရှိဘဲစိတ်ကူးနေရင်လည်းအိမ်မက်တွေကအိမ်မက်သက်သက်ပဲဖြစ်နေမှာပါဒါအပြင်ငွေကြေးဟာလွတ်လပ်ခွင့်ရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်ငွေကြေးလုံလောက်မှုရှိခြင်းကမိတ်ဆွေကိုရွေးချယ်ခွင့်တွေပေးပါတယ်ဥပမာမိတ်ဆွေမလုပ်ချင်တော့တဲ့အလုပ်ကနေထွက်ပြီးမိတ်ဆွေတကယ်ပျော်ရွှင်မဲ့အရာကိုလုပ်ကိုင်ဖို့လွတ်လပ်ခွင့်မိတ်ဆွေမိသားစုကိုပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာထားနိုင်ဖို့လွတ်လပ်ခွင့်မိတ်ဆွေရဲ့စိတ်ကူးတွေကိုပိုပြီးပွင့်ပွင့်လင်းလင်းဖော်ထုတ်နိုင်ဖို့လွတ်လပ်ခွင့်ဒီလိုရွေးချယ်ခွင့်တွေကသင်ဘဝရဲ့အနာဂတ်ကိုပုံဖော်ပေးပါတယ်ငွေကြေးဟာသင်ရဲ့အနာဂတ်ကိုထိန်းချုပ်နိုင်တဲ့သောချက်တစ်ခုလိုပါပဲဒါကြောင့်ငွေကြေးဟာသင်ဘဝကိုပိုမိုကောင်းမွန်အောင်ပိုမိုလွတ်လပ်အောင်ပုံဖော်ပေးနိုင်တဲ့စွမ်းအားကြီးမားတဲ့စွမ်းအင်တစ်ခုဖြစ်ပါတယ်နှစ်ငွေကြေးသည်ရေလိုပဲအမြဲတမ်းစီးဆင်းနေရမယ်စွမ်းအင်ဒုတိယအချက်အနေနဲ့ငွေကြေးဆိုတာရပ်တန့်နေတဲ့အရာတစ်ခုမဟုတ်ပဲအမြဲတမ်းစီးဆင်းနေတဲ့စွမ်းအင်တစ်ခုဖြစ်တယ်ဆိုတာကိုပြောပြချင်ပါတယ်ငွေကြေးကိုရေနဲ့ကျမတို့နှိုင်းယှဉ်ကြည့်ကြရအောင်ရေထဲမှာရေတွေကြာရှည်ပိတ်လောင်နေရင်ဘာဖြစ်မလဲပုတ်တိုးပြီးအညစ်အကြေးတွေဆူလာပါလိမ့်မယ်အဲ့ဒီရေဟာအကျိုးမပြုတော့ပါဘူးအလားတူပဲငွေကြေးဟာလည်းစီးဆင်းနေမှအကျိုးရှိပါတယ်ငွေကြေးကိုစီးဆင်းစေတယ်ဆိုတာဘာကိုဆိုလိုတာလဲအကျိုးရှိရှိသုံးစွဲခြင်းကျမတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကိုချစ်ခင်ရသူတွေကိုဂရုစိုက်ဖို့ငွေကြေးကိုသုံးစွဲတာဟာငွေကိုစီးဆင်းစေတာပါပဲရင်းနှီးမြှုပ်နှံခြင်းငွေကြေးကိုစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းအိမ်ချမ်းမြေဝယ်ယူခြင်းဒါမှမဟုတ်စက်တော့ဈေးကွက်တွေမှာရင်းနှီးမြှုပ်နှံခြင်းဟာငွေကြေးကိုအလုတ်လုတ်စေပြီးတိုးတက်စေတဲ့နည်းလမ်းပါလှူဒန်းခြင်းကငွေကြေးကိုအခြားသူတွေစီစီးဆင်းစေပြီးလူအဖွဲ့အစည်းတစ်ခုလုံးအတွက်အကျိုးကျေးဇူးတွေပေးစွမ်းပါတယ်ငွေကြေးစီးဆင်းမှုကစီးပွားရေးဆက်ဝိုင်းကိုလက်ပတ်စေပြီးလူမှုအတိုင်းအဝန်တစ်ခုလုံးအတွက်တန်ဖိုးတွေဖန်တီးပေးပါတယ်၃ငွေကြေးသည်မိတ်ဆွေ၏အတွင်းစိတ်ကိုရောင်ပြန်ဟပ်ပြသောမှန်တစ်ချက်ကျမတို့ငွေကိုဘယ်လိုကင်တွယ်လဲဆိုတာကကျမတို့ရဲ့စိတ်နေစိတ်ထားအတွေးခေါ်နဲ့ဇယိုက်လက္ခဏာတွေကိုဖော်ပြပါတယ်။သင်ရဲ့အသုံးစရိတ်တွေကသင်ရဲ့ဦးစားပေးတွေကိုဖော်ပြနေပါတယ်။သင်ကဘယ်အရာတွေအတွက်အချိန်ပေးပြီးပတ်စံသုံးစွဲလဲဆိုတာကိုကြည့်လိုက်ရင်သင်ရဲ့တန်ဖိုးတွေကဘာလဲဆိုတာကိုသိနိုင်ပါတယ်။သင်ရဲ့ဝင်ငွေကသင်ရဲ့စွမ်းဆောင်ရည်ကိုပြသနေပါတယ်။သင်ကဘယ်လိုတန်ဖိုးတွေကိုဖန်တီးပေးနိုင်လဲဆိုတာကိုလည်းဖော်ပြနေပါတယ်။သင်ရဲ့ပတ်စံစီမံခန့်ခွဲမှုကသင်ရဲ့ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းကိုပြသနေပါတယ်။
ဒီချက်တွေကိုကြည့်ရင်ငွေကြေးဟာတင့်ရဲ့အတွင်းစိတ်နဲ့အပြင်လောကကြားကဆက်ဆက်မှုကိုပြသနေတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ပတ်စံရှာဖို့ခက်ခဲတယ်လို့သင်တွေးနေတယ်ဆိုရင်ငွေကြေးစွမ်းအင်ကသင်စီမလားပဲရှောင်ဖယ်နေပါလိမ့်မယ်။ဒါပေမဲ့ငွေကိုလေးလေးစားစားဆက်ဆံပြီးပညာရှိစွာစီမံခန့်ခွဲမယ်ဆိုရင်ငွေကြေးကလည်းအခွင့်အရေးတွေနဲ့အတူသင်စီပြန်လဲရောက်ရှိလာမှာပါ။ဒါကြောင့်ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတင့်ရဲ့အတွင်းစိတ်ကိုပြောင်းလဲမှသာအပြင်လောကကငွေကြေးစွမ်းအင်ကိုရရှိနိုင်မှာပါ။ဒီကုန်းချုပ်အနေနဲ့ကျမတို့ငွေကြေးကိုအသစ်တစ်ဖန်ပြန်လဲစဉ်းစားကြည့်ကြရအောင်။ငွေကြေးဆိုတာရိုးရိုးလေးကုန်ပစ္စည်းဝယ်ယူဖို့ကိရိယာတစ်ခုပဲမဟုတ်ပါဘူး။ငွေကြေးဆိုတာတင့်ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးနိုင်တဲ့ဖန်တီးမှုစွမ်းအင်တစ်ခု။တင်ပေါ်မှာတင်လိုချင်တာတွေကိုရွေးချယ်နိုင်ဖို့လွတ်လပ်ခွင့်ကိုပေးစွမ်းနိုင်တဲ့အရာတစ်ခု။တင့်ရဲ့အတွင်းစိတ်နဲ့ကိုယ်ရည်ကိုယ်သွေးကိုရောင်ပြန်ဟပ်ပြနေတဲ့မှန်တစ်ချက်တစ်ခုဒါကြောင့်ငွေကြေးကိုကျမတို့ကင်တွယ်တဲ့အခါရိုးရိုးလေးအလုပ်လုပ်ပြီးပတ်စံရှာဖို့ဆိုတာထက်ပိုပြီးနှက်ဆိုင်တဲ့အမြင်နဲ့ကြည့်ဖို့လိုပါတယ်ငွေကြေးကိုဖန်တီးမှုစွမ်းအင်တစ်ခုလွတ်လပ်ခွင့်တစ်ခုကိုယ်ရည်ကိုယ်သွေးတစ်ခုအဖြစ်သဘောထားပြီးပညာရှိစွာတာဝန်ယူမှုရှိစွာစီမံခန့်ခွဲတတ်ဖို့အရေးကြီးပါတယ်ဒီချက်တွေကငွေကြေးနဲ့ပတ်သက်ပြီးသင်ရဲ့ရှုထောင့်ကိုပိုပြီးကျပြန့်စေလိမ့်မယ်လို့ကျွန်မယုံကြည်ပါတယ်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။